သူမဟာနစ်မြုပ်နေတဲ့တင်မောပြက်ကြီးထဲမှာရတနာတွေရှာဖို့ငုံရှိုးနေခဲ့တာပါအဲ့ဒီနောက်ဘာအချက်ပေးမှုမှမရှိပဲအင်အားစုတစ်ခုကသူမရဲ့လက်မောင်းကိုဖမ်းဆွဲလိုက်ပါတော့တယ်သူမဟာရှိသမျှအားရင်အကုန်သုံးပြီးရုန်းကန်ခဲ့ပေမဲ့ရုံးလေလေပိုပြီးတင်းကျပ်လာလေပါပဲအောက်ဆီဂျင်ကလည်းအမြန်ကုန်ဆုံးလာနေပြီကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့ချစ်သူဂျွန်ကအနီးနားမှာရှိနေခဲ့ပါတယ်ဂျွန်ဟာထူးဆန်းတဲ့လေပူပေါင်းတွေကိုတတိထားမိပြီးထိတ်လန့်တကြားနဲ့အဲ့ဒီဘက်ကိုကူးကပ်သွားခဲ့တယ်ဂျွန်အနားရောက်သွားချိန်မှာတော့အဲ့ဒီနဲ့နေတဲ့အင်အားစုဟာရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်သူမလက်တလုံးချလွတ်မြောက်ခဲ့တာပါသူမရဲ့စိတ်ထဲမှာတော့ရေပေါ်ကိုအမြန်ဆုံးရောက်ဖို့ပဲတွေးနေမိတော့တယ်အဲ့ဒီအချိန်မှာပဲဂျွန်ကသူ့မစီကိုကူးခတ်လာခဲ့ပါတယ်ဒါပေမဲ့သူမဟာအရန်ထိတ်လန့်နေတာကြောင့်ဂျွန်ကိုစောစောကအင်အားစုလိုပဲထင်မှတ်မှားသွားခဲ့တယ်ဘာဖြစ်နေမှမသိတဲ့ဂျွန်ကသူမကိုလှမ်းဖမ်းပြီးဘာဖြစ်တာလဲလို့မေးဖို့ကြိုးစားပေမဲ့သူမကပို့ပြီးတော့တောင်ကြောက်လန့်သွားခဲ့ပါတယ်သူမဟာဂျွန်ကိုတွန်းထုတ်ပြီးကန်ပစ်လိုက်တာကြောင့်ဂျွန်ရေအောက်ကိုပြန်ပြီးလွတ်ဆင်သွားခဲ့ရတယ်ဂျွန်လည်းမတက်တာပဲသူမကိုလွတ်ပေးလိုက်ရတော့တာပေါ့နောက်ဆုံးမှာသူမရေမျက်နှာပြင်ပေါ်ကိုရောက်သွားပြီးဖြစ်ပျက်ခဲ့တဲ့မြကိုပြောပြခဲ့ပေမဲ့ဂျွန်ကတော့သူမကိုစိတ်ချောက်ချားနေတာလို့ပဲထင်ခဲ့ပါတယ်လေပေါ်ပြန်ရောက်တဲ့အခါမှာတော့အဝိစားလဲပြီးရေအောက်ကနေဆယ်ယူခဲ့တဲ့ပစ္စည်းတွေကိုစစ်ဆေးကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမဟာထူးခြားဆန်းပြတဲ့အရာတစ်ခုကိုရုတ်တရက်တွေ့ရှိသွားပါတော့တယ်